အားလုံးပဲမင်္ဂလာပါဒီနေ့ချင်းမိတ်ဆွေများအတွက်ကျွန်တော်တရက်ပင်ကိုင်းကူနီလေးတင်ပေးလိုက်ပါပြီဗျတရက်ပင်ကိုင်းကူနီလေးတင်ပေးပါဆိုတဲ့မိတ်ဆွေများအတွက်ပေါ့နော်ဒါကတော့ယူရီးယားကူးတဲ့နီးလေးလဲခေါ်ကြပါတယ်ဗျဒီလိုမျိုးကတော့အသီးလဲတီးစောပါတယ်ကတ်တာလဲတေးချပါတယ်ဗျဒါကတော့ပို့ပြီးတော့တေးချတဲ့နီးလေးပါကဲချင်းမိတ်ဆွေများအားလုံးလိုက်ကြည့်ကြရအောင်ဗျဒီနေ့ကျွန်တော်မျှဝေပေးမှာကတော့တရက်ပင်ကိုင်းဆက်တဲ့နီးလေးပေါ့ကျွန်တော်တို့တရက်ပင်ဆက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကိုင်းစီးတာမဟုတ်ဘူးเนาะအကိုင်းဆက်တာကျွန်တော်ပထမဆုံးအစေးပေါက်ပင်တစ်ပင်လိုအပ်တာပေါ့เนาะဒီမျိုးအစေးပေါက်ပင်တစ်ပင်လိုအပ်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အမျိုးအစားပေါ့ဘာမျိုးလဲပေါ့เนาะစိုင်တရက်လားစိမ့်ချူလားစိမ့်ပလုံးလားပေါ့ကျွန်တော်တို့တိုက်တဲ့အမျိုးဒီအကိုင်းပွားပင်ပေါ့เนาะကျွန်တော်တို့မျိုးစေးအပင်ကြီးရှိနေရမှာဖြစ်ပါတယ်ဗျဒါဆိုရင်ဒါကတော့အစေးပေါက်ပင်ပေါ့เนาะဘာပင်လဲတော့မသိဘူးเนาะဒါအစေးပေါက်ပင်တစ်ပင်ဒါကျွန်တော်တို့ယူမဲ့အကိုင်းကအသက်အရွယ်ရောက်ပြီးသားပေါ့ဥပမာဒါဆိုရင်တီးနေတဲ့အသီးရဲ့ပေါ့အပင်မကြီးဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်ဒီနှစ်မှာဒီအကိုင်းကိုကူးလိုက်ရင်ဒီတရက်ပင်ဒီနောက်နှစ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြုတ်အိတ်ထဲမှာတန်းသေးတယ်ဗျအဲ့ဒါကိုဘယ်လိုဆက်တာလဲဆိုတာကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်။မှာတော့ကျွန်တော်တို့ဒီအကိုင်းကိုရွေးတဲ့ခါကျရင်လည်းပဲကျွန်တော်တို့အကိုင်းရဲ့အရေးအသွေးကိုကြည့်ရသေးတယ်ဗျအကိုင်းကလည်းအရေးအသွေးကောင်းနေမှဖြစ်မှာပါ။ဒါကိုကျွန်တော်တို့ဒီမျိုးလှီးမယ်နော်။ဒီလောက်လှီးမယ်ပြီးလို့ရှိရင်ဒါလေးပေါ့နော်။ကျွန်တော်ထပ်လိုက်မှာဖြစ်ပါတယ်ပြောစင်းတာကိုလည်းကျွန်တော်ပြမယ်။ဒါအားကြီးမခက်ပါဘူးကြ။ဒီဝိုင်းရင်ကျွန်တော်တို့တိုက်နေပတ်ပါနော်။တိုက်ဆက်တဲ့တိုက်ကူလေးပတ်မှာဖြစ်ပါတယ်။ဒါဆိုရင်ကွက်တိတ်နော်။ဒါကျွန်တော်တို့အောက်ကနေစပတ်ပါနော်။ဒါဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကလဲနေတဲ့ခါကျတော့အဆင်မပြေဘူးပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ကျိုးလေးနဲ့ထိုင်းလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်ຫນွေဘက်မှာဆိုလို့ရှိရင်ဒီအပင်လေးကိုပေါ့နော်ရေနည်းနည်းလောင်းပေးရမှာဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်ရဲ့တရက်ပင်အကိုင်းဆက်နီးလေး